ဝင်ကန္တပုံနာရဲ့သားဖြစ်တဲ့ဥပတိတ်တာကတစ်ချိန်ကြတော့ရှင်သာရိပုတ္တရာဆိုပြီးတော့မြတ်စွာဘုရားရဲ့လက်ရတော်ရအက္ခတဝကမထေရမြတ်ကြီးတစ်ပါးဖြစ်တော်မူလာတယ်။အဲ့လိုရှင်သာရိပုတ္တရာကိုရမြတ်ကြီးကအက္ခတဝကမထေရဖြစ်လာတဲ့အခါမှာသူ့ရဲ့ဖခမဲတော်ရဲ့တငယ်ချင်းဖြစ်တဲ့မဟာသေနပုံနာကြီးကိုချီးမြှောက်လိုတဲ့စိတ်ရှိတယ်။လူဘဝတုန်းကလည်းပဲရင်းနှီးတယ်လို့ဆိုနိုင်တယ်ပေါ့။အဲ့ဒါလို့သူကချီးမြှောက်ခြင်းပေမဲ့လို့အဲ့ဒီအချိန်မှာမဟာသေနပုံနာကြီးကစီဝဥစ္စာတွေပျက်စီးလို့ဆင်းရဲမွဲတည်တဲ့အနေအထားကိုရောက်နေတယ်တဲ့။အဲ့ဒါရှင်သာရိပုတ္တရာကိုရမြတ်ကြီးကသင်္ကန်းယုံသပိတ်ပိုက်ပြီးတော့အဲ့ဒီမဟာသေနပုံနာကြီးရဲ့အိမ်ကိုဆွမ်းခံကြွတယ်။ဘလောက်ထိသူကဆင်းရဲနွမ်းပါသွားလဲဆိုတော့ဘာလေးတစ်ခုမှလောင်းလိုက်လှူလိုက်เสียမရှိတော့အောင်ကိုပဲသူမှဆင်းရဲနေတယ်တဲ့။မလောင်းမလှူပဲနဲ့မျက်နှာလည်းပဲသူမပြရတဲ့အတွက်ကြောင့်တကားပေါက်ကြားလေးထဲမှာတာတာလေးပဲသူပုံနေရတယ်တဲ့။ဒါကိုရှင်သာရိပုတ္တရာလည်းသိပါတယ်။အဲ့ဒါနောက်ရက်လည်းဒီလိုပဲသင်္ကန်းယုံသပိတ်ပိုက်ပြီးတော့မဟာသေနပုံနာကြီးရဲ့အိမ်ကိုကြွတယ်။ဘာမှလောင်းလူစရာမရှိဘူးအဲ့ဒီနေ့မှလည်းအဲ့လိုပဲတကားကြားလေးထဲမှာတာလေးကွယ်ပြီးတော့သူရက်နေရတယ်အမြင်မခံရဲဘူးအဲ့လိုကြွားခြင်းအဖြစ်ဘာအကျိုးရှိလဲဆိုတော့ငါတငယ်ချင်းရဲ့သားဖြစ်တဲ့အရှင်သာရိပုတ္တရာကငါ့ကိုချီးမြှောက်လို့ငါအိမ်ကိုကြွကြွလာတာငါဘာမှလည်းလှူစရာတန်းစရာလည်းမရှိဘူးဒါကြောင့်ဒီတစ်ခါလှူစရာတန်းစရာလေးများရမယ်ဆိုရင်တော့ငါအရှင်မြတ်ကိုလှူမှဖြစ်မယ်လို့သူ့မှာအဲ့ဒီစိတ်ကူပေါက်လာတယ်ပေါ့အဲ့လိုနဲ့နောက်နေ့ကျတော့တိုက်ဆိုင်ပဲနတ်ဘုံသားတွေရဲ့သူတို့ထုံတန်းစင်လာအလှပွဲတစ်ခုကနေပြီးတော့ခွက်တစ်ခုနဲ့အပြည့်ထည့်ထားတဲ့နှုတ်ကနာဆန်းအဲ့ဒါကိုသူရခဲ့တယ်အဲ့ဒါတည်းမကဘူးတဲ့အလွန်ချမ်းတဲ့ဖြင်ချမ်းပစိုးတထေသာပေါ့အဝတ်ပိုင်းတစ်ခုကိုလည်းသူရလာတယ်အဲ့ဒါလေးရလာပြီလဲဆိုရောသူ့စိတ်ကူးထဲမှာဒီဟာရှင်သာရိပုတ္တရာအတွက်ဖြစ်ရစေမယ်သူစားဖို့စိတ်မကူဘူးနော်အဲ့ဒါနဲ့အချိန်ကြာတဲ့အခါကျတော့မထေရမြတ်ကကြွလာတယ်အဲ့လိုကြွလာတဲ့အချိန်ကျတော့သူ့မှာလူဝဲဝတ္ထုပစ္စည်းကလည်းပြည့်စုံနေတာဆိုတော့ဝမ်းမြောက်ဝမ်းသာရွှင်ရွှင်လန်းလန်းအဲ့ဒီနှုတ်ကနာခွက်ကိုကင်ပြီးတော့အဲ့ဒီပစိုးပိုင်းလေးပါတခါတည်းရှင်သာရိပုတ္တရာကိုလှူတယ်အရှင်မြတ်ကအဲ့ဒီနှုတ်ကနာစွမ်းကိုလှူလိုက်တဲ့အချိန်မှာတပိတ်သေးကိုလောင်းထဲလို့တဝက်လောက်ကျတဲ့အချိန်ကျတော့လက်တားတယ်ပေါ့ထပ်မထဲတော့နဲ့ဒီတဝက်ဆိုရင်ရပြီအဲ့လိုမျိုးအမေးရှိတော့မဟာသေနပုံနာကြီးကအရှင်ဗျာတဲ့ဒါဟာတယောက်စာပါဒါကိုခွဲလူလို့နှစ်ယောက်မဝနိုင်ဘူးပေါ့ဒါကြောင့်တပည့်တော်ကိုဒီဘဝတွင်ကြည်ပြီးတော့မချီးမြှောက်ပါနဲ့နောက်ဘဝအတွက်ကြည်ပြီးတော့ချီးမြှောက်တော်မူပါဒီစကားလေးကိုကြည်ခြင်းအဖြစ်သူဟာဘဝတန်တရားရဲ့ပုံမှာယုံကြည်မှုရှိတယ်ဆိုတာကိုသိနိုင်တယ်ပေါ့နော်ဒီဘဝအတွက်ကြည်ပြီးတော့မချီးမြှောက်ပါနဲ့နောက်ဘဝအတွက်ကြည်ပြီးတော့ချီးမြှောက်ပါတဲ့အဲ့လိုပြောတော့ရှင်သာရိပုတ္တရာကစိတ်နေခြင်းအဖြစ်လက်ခံတယ်ပေါ့အဲ့ဒါကြံတဲ့တဝက်ကိုတပိတ်ထဲကိုအကုန်လုံးလောင်းထည့်လိုက်တယ်ယုံကြည်မှုတရားတရားကြည်နုမှုတရားတရားဒါတွေဖြစ်စေဖို့ရှင်သာရိပုတ္တရာကိုရမြတ်ကြီးကအဲ့ဒီနှုတ်ကနာစွမ်းကိုကြောင်းထီတောင်ယူမသွားဘူးအဲ့ဒီအိမ်မှာတင်ထိုင်ပြီးတော့ပုံပေးတော်မူတယ်အဲ့ဒါကိုကြည့်ပြီးတော့ဒီမဟာသေနပုံနာကြီးရဲ့စိတ်ထဲမှာမြောက်များစွာသောကုသိုလ်ကောင်းမှုဒီနေရာဖြင့်မြင့်မြတ်တဲ့စိတ်စေတနာတွေများစွာဖြစ်တယ်ပေါ့အလွန်လဲကြည်နူးတယ်ပေါ့အဲ့ဒါအရှင်မြတ်ကြီးပြန်ကြွသွားတော့သူ့စိတ်ထဲမှာဒီကြည်နူးမှုနှစ်သက်မှုနဲ့ပဲပြည့်နေတယ်အသက်ကလည်းကြီးလာပြီဘဝမှာနေရမယ့်အချိန်ကလည်းသိပ်ပြီးတော့မကြံတော့ဘူးအလွန်တရာမှအချိန်ကောင်းအခါကောင်းကိုကြွပြီးတော့ချီးမြှောက်တယ်လို့ဆိုနိုင်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီမဟာသေနပုံနာကြီးဟာသိပ်ပြီးတော့ကာလမကြာခင်မှာပဲကွယ်လွန်နေဆာရောက်ရှာတယ်ကွယ်လွန်နေဆာရောက်သွားတဲ့အခါကျတော့သူ့စိတ်ထဲမှာအမှတ်ထင်တဲ့ကြည်ကြည်နူးနူးပြုလုပ်ခဲ့တဲ့အရှင်သာရိပုတ္တရာကိုရမြတ်ကြီးရဲ့ပုံမှာလှူခဲ့တန်းခဲ့တဲ့အဲ့ဒီမုံမြတ်တဲ့စိတ်စေတနာပြတ်ထန်းတဲ့ဒါနကောင်းမှုကလက်လက်ဆက်ဆက်ပဲသူ့ထဲမှာရှိနေတယ်အဲ့ဒါကိုသူမကြအမြဲတမ်းလဲအာယုံပြုတ်ပြတဲ့အမှတ်ရမိတယ်ပေါ့အဲ့ဒီစိတ်ကပဲပြောရရင်သူ့ဘဝကိုလွှမ်းမိုးနေတာပေါ့အဲ့ဒီစိတ်နဲ့ပဲသူကွယ်လွန်နေဆာရောက်သွားတာဖြစ်တဲ့အတွက်ကြောင့်ရှင်သာရိပုတ္တရာကိုလည်းအလွန်မှကြည်ညိုတဲ့အတွက်ကြောင့်ကံတရားတွေကဘလို့ဖန်တီးလိုက်တော့ဆိုတော့အရှင်သာရိပုတ္တရာကိုရမြတ်ကြီးကိုကြည်ညိုကြတဲ့အလွန်ချမ်းသာကြွယ်ဝတဲ့တတိမျိုးတစ်မျိုးမှသွားပြီးတော့လူသွားဖြစ်တယ်ဟုတ်လားအဲ့လိုလူဖြစ်တဲ့အခါကျတော့အဲ့ဒီတတိကရှင်သာရိပုတ္တရာကိုအလွန်ကြည်ညိုတဲ့တတိဖြစ်နေတယ်အဲ့တော့သူတို့သားလေးမွေးလာပြီဆိုတော့
နော်တခက်တင်နဲ့အရွယ်လေးရောက်လာတဲ့အခါမှာရှင်သာရိပုတ္တရာမထေရမြတ်ကိုပင့်ပြီးတော့နော်အိမ်မှာစွမ်းကတ်တယ်ကုသိုလ်ကောင်းမှုတွေပြုတယ်ပေါ့အဲ့ဒီလိုပြုတဲ့အချိန်မှာဒီကလေးကလာသားလေးပဲရှိသေးတယ်အဲ့ဒါရှင်သာရိပုတ္တရာကိုမြင်တာနဲ့ကိုပဲဒါဟာငါရဲ့ကြည်သူရှင်လို့သူသိတယ်တဲ့နော်သူစိတ်ထဲမှာအရင်ဘဝကကွယ်လွန်နှိစ္စမရောက်ခင်မှာနော်ကြီးမားတဲ့ကြည်ညိုမှုနှစ်သက်မှုနဲ့နေခဲ့တာဖြစ်တဲ့အတွက်ကြောင့်ရှင်သာရိပုတ္တရာကိုမြင်လိုက်တာနဲ့ကိုပဲသူနောက်ဘဝကိုလည်းအမှတ်ရတယ်ဒါဟာငါရဲ့ကြည်သူရှင်လို့လည်းသိတယ်အဲ့ဒါနဲ့အလွန်ချမ်းသာတဲ့တတိယသားဆိုတော့သူ့ရဲ့အောက်မှာသူ့ကိုသိထားတာသူ့အောက်ကခင်းပေးထားတဲ့ကဗလာအထည်က3သိန်းလောက်တောင်တန်တယ်လို့ဆိုတယ်အဲ့ဒါကိုဒီကလေးကိုဆွဲပြီးတော့ရှင်သာရိပုတ္တရာကိုကြောဖို့ခြိလိုက်တဲ့အခါကျတော့ကလေးကမလုပ်တာတော့ဆိုတော့သူ့အောက်မှာရှိတဲ့ကဗလာအထည်လေးကိုလက်ညှိုးနဲ့ရစ်ထားလေတဲ့အဲ့ဒါကိုလူတွေကညှိနေတယ်ထင်လို့ဖယ်လိုက်တော့ကလေးကအလွန်သီးထန်စွာငိုကြွေးတယ်လို့ဆိုတယ်သူဒါကိုမကြိုက်ဘူးပေါ့အဲ့ဒါနဲ့မိဘတွေကလည်းပဲအလွန်ချစ်ကြတာဆိုတော့ gain သူ့လက်ကိုမဖယ်ပါနဲ့သူဘာမှလုပ်စေချင်လည်းမသိဘူးအဲ့ဒါနဲ့အဲ့ဒီကဗလာပါတခါတည်းပါအောင်မအဲ့ဒါရှင်သာရိပုတ္တရာရှေ့လေရောက်ပြီဆိုတော့အဲ့ဒီလက်ညှိုးလေးကိုသူကဖြေချတယ်တဲ့လှူခြင်းတယ်ပေါ့အဲ့ဒါနဲ့မိဘတွေကသားရဲ့ဆန္ဒကိုမဖြစ်စေဘူးအဲ့ဒီကဗလာအထည်ကိုလှူတယ်အဲ့ဒါလာသားလေးမှာသူပြုတဲ့ကောင်းမှုအဲ့ဒီစိတ်စေနာကအလွန်ထက်သန်တဲ့အတွက်ကြောင့်ဒီဘဝတွေကိုသူကအကျိုးပေးဦးမှာဟုတ်လားအဲ့ဒါနဲ့အဲ့ဒီကလေးကတဖြည်းဖြည်းနဲ့ကြီးထွားလာခုနှစ်သားအရွယ်ရောက်တဲ့အခါကျတော့သူကိုရင်ဝတ်ချင်တယ်လို့မိဘတွေကိုပူဇော်တယ်အဲ့ဒါမိဘတွေကလည်းပဲသူတို့အလွန်ကြည်ညိုတဲ့ရှင်သာရိပုတ္တရာမထေရမြတ်ကြီးရဲ့ဓမ္မမှာပဲအနံပြီးတော့ကိုရင်လေးဝတ်ပေးတယ်အဲ့ဒါကိုရင်တိတ်တဆိုပြီးတော့ထူးခြားတာကအသက်9နှစ်သားအရွယ်လေးနဲ့သူကနာမည်၄မျိုးတောင်ရတယ်လို့ဆိုတယ်ဘယ်လိုရလဲဆိုတော့သူကိုရင်လဲဝတ်ပြီးပြီဆိုတော့နောက်နေ့ရောက်တော့သူမြို့ထဲကိုဆွမ်းခံကြွတယ်ကိုရင်တိတ်တဆွမ်းခံကြွမှာတယ်ဆိုတဲ့သတင်းကမြို့သူမြို့သားရဲ့နော်ပတ်ဝန်းကျင်လောကမှာကြားကြတယ်သိကြတယ်အဲ့ဒါကြောင့်မို့လို့ဘာတွေလုပ်တာလဲဆိုတော့နှုတ်ကနာဆွမ်းနေကြီးပဲငွေခွက်တွေနဲ့ထည့်ပြီးတော့အသင့်စောင့်နေကြတယ်လူတွေဘယ်လောက်ရှိတော့ဆိုရင်900လောက်တော့ရှိတယ်တဲ့အဲ့ဒါကိုရင်ဆွမ်းခံကြွတော့အဲ့ဒီနှုတ်ကနာဆွမ်းနေ900လောက်သူရတယ်အဲ့ဒါကြောင်းရောက်တဲ့အခါကျတော့အဲ့ဒီဆွမ်းနေအကုန်လုံးကိုတန်ဃာတွေကိုသူကလှူတယ်အဲ့ဒါလိုပဲနောက်ရက်ရောက်တော့လည်းပဲဒီလိုပဲဆွမ်းအုပ်တွေ900လောက်ရတယ်ဒါကရှင်သာရိပုတ္တရာကိုနှုတ်ကနာဆွမ်းလှူခဲ့တဲ့မြင့်မြတ်တဲ့စေနာရဲ့စွမ်းရည်တက်တည်ပေါ့နော်အဲ့ဒါနဲ့နောက်ရက်လဲ900ဆိုတော့2ရက်ထဲနဲ့သူကစွမ်းအုပ်1000တန်ဃာကိုလှူနိုင်တယ်ပေါ့အဲ့ဒါကြောင့်မလို့သူ့ရဲ့နာမည်ကိုပိဏပါဒဒါယကတိတ်တာဒီလိုလည်းပဲနာမည်တွင်နေတဲ့နောက်ထပ်နာမည်တစ်ခုကဘာလဲဆိုတော့ကဗလာဒါယကတိတ်တာတဲ့အဲ့ဒါကသူလာသားလေးတုန်းကရှင်သာရိပုတ္တရာကိုကဗလာအထည်လှူလို့ဖြစ်ပေါ်လာတဲ့ကောင်းကျိုးပေါ့အဲ့ဒါဒီနေ့မနေ့မှာတော့သူကကြောင်းလေးကိုသွားတော့ယဟန်တော်တွေကမီးလုံနေကြတယ်အချမ်းတဲ့ຢာတီလည်းဖြစ်မယ်ပေါ့ရှင်ဘုရားတို့ဘာလို့မီးလုံနေကြတာတော့မီးလုံနေဆိုတာမီးကိုစော်လဲနန်းနဲ့စုပ်ပဲ့တယ်တကယ်လို့ချမ်းတယ်ဆိုလို့ရှိရင်ကဗလာချုံတွေဘာတွေချုံထားပါလားကိုရင်တဲ့ကဗလာချုံတယ်ဆိုတာဘုံကံရှိတဲ့ပုံကိုယ်တွေမှသာလည်းရနိုင်တာတို့လိုဘုံကံနေတဲ့ပုံကိုယ်တွေအတွက်ဘယ်ရှိနိုင်မလို့အဲ့လိုလည်းပြောလိုက်ရောကိုရင်ကစိတ်မကောင်းဘူးအဲ့လိုဆိုရင်ရှင်ဘုရားတို့တပည့်တော်နောက်ကိုလိုက်ခဲ့ပါသူ့စိတ်ထဲမှာယုံကြည်မှုအပြည့်ရှိနေတာကိုဦးဇင်းကဒီစာလေးကိုဖတ်ရင်းနဲ့အံ့ဩမိတယ်ပေါ့တပည့်တော်နောက်ကိုလိုက်ခဲ့ပါတဲ့ကဗလာရပါစေပဲသူဘလို့မှဟိုမြို့ထဲမှာသူချင်းဆိုထားတာမရှိဘူးအကြောင်းကြားထားတာမရှိဘူးသူ့ကိုယ်သူယုံကြည်တယ်ပေါ့နော်ဒါလည်းတော်တော်အံ့ဩစရာကောင်းတဲ့ကိစ္စဟုတ်လားအဲ့ဒါမြို့ထဲရောက်တဲ့အခါကျတော့ကိုရင်ကကဗလာအထည်လှူခြင်းလို့လာတာတယ်ဆိုတဲ့သတင်းကရောက်နေတယ်အဲ့ဒါနဲ့လူတွေကကဗလာအထည်တွေရောင်းတဲ့ဆိုင်တွေမှာအပြေးလွှားဝယ်ရတယ်ကိုရင်ကိုလှူကြတယ်တဲ့အဲ့ဒါမြို့အပြင်ဘက်မှာတင်ကဗလာအထည်900လောက်ရတယ်တဲ့သူ့ရဲ့နောက်ကနေပြီးတော့ကဗလာလိုလို့လိုက်လာတဲ့ရဟန်းတွေက1000တောင်လောက်ရှိတယ်လို့ဆိုတယ်အဲ့ဒါနဲ့မြို့ထဲလည်းရောက်ပြီဆိုတော့ထူးခြားတာလေးတစ်ခုကဘာလဲဘာမှတ်တမ်းတင်ထားတာတွေ့လဲဆိုတော့အဲ့ဒီမှာကဗလာထဲရောက်တဲ့ပုံတွေတယောက်ရှိတယ်အဲ့ဒါလူတွေကအပြေးသွားကဗလာတွေဝယ်ကြတော့ဘာဖြစ်နေကြတာတော့ကိုရင်တိတ်တာကကဗလာထဲလိုလို့ကြွလာတာအဲ့ဒါလှူမလို့
ခမရဒီကဗလာအထည်တွေကိုဖုံးတာမြင်လို့ရှိရင်လှူခြင်းသိပေါက်လို့ရှိရင်ခမရလှူနေရလိမ့်မယ်ဟာကိုရင်ကလှူတာပဲယူတာမဟုတ်လားအတင်းအဓမ္မယူတာမဟုတ်ဘူးမဟုတ်လားဟာလှူတာပဲယူတာပါအဲ့လိုဆိုရင်ကိုလှူခြင်းမှဖြစ်တဲ့ကိစ္စပဲတဲ့သိမ့်ထားစရာမလိုပါဘူးအဲ့လိုပြောပြီးတော့လူတွေပြန်သွားပြီဆိုတော့သူစဉ်းစားတယ်မြင်နေရနဲ့မလှူရင်တော့လည်းမကောင်းဘူးအဲ့ဒါကြောင့်မို့လို့ငါဒီအထည်တွေကိုတော့ဖုံးထားအောင်မှဖြစ်မယ်အထူးသဖြင့်အလွန်တန်ဖိုးကြီးတဲ့3သိန်းလောက်တန်တဲ့ကဗလာအထည်2ထည်ရှိတယ်အဲ့ဒါကိုတော့ငါတည်တည်ချာချာကိုသိမ်းထားမှဖြစ်မယ်ဆိုပြီးတော့သူကမလှူပြစ်အောင်ပေါ့လေအဲ့လိုမျိုးကြိုတင်ပြီးတော့သူပြင်ဆင်ထားအဲ့ဒါခဏလေးတော့ကိုရင်ကနောက်ပါတန်ဃာတွေနဲ့ကြွလာအဲ့ဒီကိုရင်ကိုလည်းမြင်လိုက်ရောအဲ့ဒီတခါကြီးရဲ့စိတ်ထဲမှာဘလို့ဖြစ်တုံဆိုတော့သားဒီဟူသောချစ်ချင်းဖြင့်တကူလုံးမှာပြည့်တယ်တဲ့စာရဲကအဲ့လိုလေးရေးတယ်နော်ဘလောက်ထိသူ့စိတ်ထဲမှာဒီကိုရင်ရဲ့ပုံမှာချစ်ချင်းကအားကြီးသွားလဲဆိုတော့ဒီကိုရင်ကလာလိုချင်တယ်ဆိုလို့ရှိရင်ငါအသေးနှလုံးကိုထုတ်ပေးဆိုရင်လည်းထုတ်ပေးလိုက်မှာပဲတဲ့သူအဲ့လောက်တောင်စဉ်းစားတယ်တဲ့အဲ့ဒါနဲ့ကိုရင်လိုအပ်နေတဲ့ကဗလာအထည်တွေအကုန်လုံးကိုလှူလိုက်တယ်လှူပြစ်မှာဆိုလို့သိမ့်ထားတဲ့ကဗလာအထည်2ထည်ကိုလည်းတခါတည်းလှူပလိုက်တယ်အဲ့ဒါကိုရင်နောက်လိုက်သွားကြတဲ့ရဟန်းတော်တွေအကုန်လုံးကဗလာအထည်အပြည့်စုံရကြတယ်ဒါကြောင့်ကိုရင်ရဲ့နာမည်ကိုအဲ့ဒီချိန်ကစပြီးတော့ကဗလာဒါယကတိတ်တဒီလိုလည်းပဲနာမည်တွင်နေတယ်ပြုခဲ့တဲ့ကုသိုလ်ကောင်းမှုရှိတဲ့အတွက်ကြောင့်ဘုံကံကအလွန်ကြီးတယ်ပေါ့နော်မြင်ရရင်မလူချင်းမတန်းကျင်တဲ့လူမရှိဘူးဒါကြောင့်မို့လို့လူတွေကလည်းသူ့နာမှာခဏလာနေကြတယ်ဆွေတွေမျိုးတွေကလည်းပဲအင်အားတောင့်တင်းတော့လာနေကြတယ်အဲ့တော့ကိုရင်ကဘလို့စဉ်းစားတော့ဆိုတော့ဒီတိုင်းသာဆိုလို့ရှိရင်တော့ငါဟာမြင့်မြတ်တဲ့အကျင့်ကိုကျင့်သုံးဖို့မလွယ်ဘူးရှေ့ရောက်လာတဲ့လူကိုမခံလို့လည်းမကောင်းအဲ့ဒီတော့ငါဘယ်လိုလုပ်မလို့ငါဒီနေရာကထွက်သွားတာပဲခေါင်းနေတယ်ရေရတော့စိတ်တယ်ပေါ့နော်အဲ့ဒါနဲ့ဘလောက်ဝေးတဲ့နေရာထိသူသွားလိုက်လဲဆိုတော့ယူဇနာ120လောက်ဝေးတဲ့နေရာတောင်ထွက်သွားတယ်တဲ့အလွန်ချမ်းသာတဲ့တထေသားကဖြစ်လာတဲ့ကိုရင်နော်ယူဇနာ120လောက်ဝေးတဲ့မိဘတွေနဲ့ဝေးတဲ့နေရာကိုရောက်သွားတယ်အလွန်ခေါင်တဲ့တောကြီးပါပဲအဲ့ဒီတောဆက်မှာရွာအကြီးကြီးတွေရှိတယ်အဲ့ဒီရွာကလူတွေကကိုရင်ဖယ်ကြွမှာတော့ဆိုတော့ဒီလိုပဲဆိုတော့ကိုရင်ကိုဒီတောထဲမှာကြောင်းလေးစောက်ပြီးတော့ပေးတယ်ပေါ့အဲ့ဒါကိုရင်ကအဲ့ဒီရွာကိုပဲအမိပြုတ်ပြီးတော့အဲ့ဒီတောထဲမှာနေတယ်အဲ့ဒါဦးဇင်းတို့3လမြောက်တဲ့နေ့ကျတော့ကိုရင်ကရဟန္တာဖြစ်တယ်တပါးတဲ့အထုတ်ရင်းနဲ့ရဟန္တာဖြစ်တယ်အဲ့လိုရဟန္တာဖြစ်ပြီးဆိုတော့သူ့ရဲ့ရွာသူရွာသားတွေကိုသူအမြဲတမ်းဟောတဲ့တရားတစ်ခုရှိတယ်အဲ့ဒါပါလေဆိုတော့အဲ့ဒါလေးစိတ်ဝင်စားတဲ့အကောင်းတယ်ဟိုဆုံးကန်သွားလို့ဆုံးနေလောင်ကြပြီတခုခုလှူပြီးတမ်းပြီဆိုလို့ရှိရင်သူကအမြဲတမ်းဒုက္ခိတာဟောထဒုက္ခမုံစထဒီစကားလေးနှလုံးပေါ့နော်ဒုက္ခိတာဟောထချမ်းသာခြင်းနဲ့ပြည့်စုံပါစေဒုက္ခမုံစထဆင်းရဲခြင်းမှလွတ်ပါစေတော့ချမ်းသာပါစေဆင်းရဲခြင်းကင်းပါစေပေါ့နော်အဲ့ဒီစကားလေးနှစ်ခွန်းသူအမြဲတမ်းပြောတယ်တခါလာလဲသူကဒုက္ခိတာဟောထဒုက္ခမုံစထပဲအပြောင်းလည်းမရှိဘူးနောက်တစ်ခါလာလည်းပဲဒုက္ခိတာဟောတာဒုက္ခမောရှတာပဲအဲ့တော့ရွာသူရွာသားတွေကကိုရင်လေးကငငယ်လေးဆိုတော့ဒါပဲသူသိရှာတာဒီဒုက္ခိတာဟောတာဒုက္ခမောရှတာရဲ့ကျေပြတ်တဲ့အနိဋ္ဌိပဲကိုသူတို့နားမလဲဘူးသူတို့သိတာကချမ်းသာပါစေမစင်းရဲပါစေနဲ့ဆိုတာတော့ပဲသိတယ်ပေါ့နော်ချမ်းသာပါစေဆိုတာရဲ့နောက်ွယ်မှာချမ်းသာခြင်းရဲ့သဘာဝကိုသူတို့ပြည့်ပြည့်စုံစုံနားမလဲဘူးဆင်းရဲကင်းပါစေဆိုတဲ့စကားလုံးရဲ့နောက်ွယ်ကဆင်းရဲဒုက္ခဆိုတာဘာကိုပြောတာလဲဆိုတာလေးကိုကြည်ကြပြတ်ပြတ်သူတို့နားမလဲဘူးသူတို့သိတာကပါလေကိုရင်ကဒါလေးပဲတက်ရှာတာဒီလောက်ပဲသိတယ်အဲ့ဒါနဲ့ဦးဇင်းတို့ဝါကျွတ်ပြီဆိုတော့ရှင်သာရိပုတ္တရာအမှုပြုတဲ့မဟာတာဝကကြီးတွေရှိတယ်အဲ့ဒီမဟာတာဝကကြီးတွေကကိုရင်စီကိုသွားကြမယ်ဆိုပြီးတော့နောက်ပါယဟန်တပည့်တွေအများကြီးခြံရံပြီးတော့ကြွားကြတာအဲ့လိုနဲ့ဦးဇင်းတို့တန်ဃာ4000လောက်တောင်စုမိတယ်လို့ဆိုတယ်ရှင်သာရိပုတ္တရာပါတယ်ရှင်မမောက္ကလံပါတယ်ရှင်နုရာပါတယ်ထင်ရှားကြော်ကြတဲ့မထေမြတ်ကြီးတွေနောက်ပါယဟန်တပည့်များစွာခြံရံပြီးတော့သွားကြတာအဲ့လိုသွားတော့အဲ့ဒီရွာကလူတွေကအယံအံ့ဩတယ်ကြည်စမ်းဒီကိုရင်စီကိုလာကြတာတဲ့ကိုရင်ကနည်းနည်းရမှာမဟုတ်ဖဲကိုအဲ့လိုအောက်မေ့ပြီးတော့မဟာတဝကကြီးတွေကြွလာတယ်ဆိုတော့အကုန်လုံးရွာလုံးကျွတ်တောကြောင်လေးလာပြီးတော့ဖူးမြော်ကြတယ်ပေါ့အဲ့လိုရောက်လာတဲ့အခါကျတော့မထေမြတ်ကြီးတွေကိုသူတို့ကတောင်းပန်ကြတယ်ရှင်ဘုရားတဲ့ရှင်ဘုရားတို့ကြွလာတဲ့အချိန်မှာတရားဒေသနာများဟောပြတော်မူပါဘုရားတပည့်တော်တို့တရားနာပါရစေ
အဲ့လိုတရားနာပါရစီလို့ပြောတော့ရှင်သာရိပုတ္တရာကအဲ့လိုဆိုလို့ရှိရင်ကိုရင်ကိုတရားဟောခိုင်းမယ်ဟောခိုင်းပါနဲ့ဗျာတဲ့ကိုရင်ကဒုက္ခိတဟောတာဒုက္ခမုံစထဆိုတဲ့စကားလုံးနှလုံးကလို့တခြားဘာမှတတ်တာမဟုတ်ဘူးတဲ့အဲ့လိုမျိုးပြောတဲ့အခါကျတော့ရှင်သာရိပုတ္တရာကကိုရင်ကိုတည်တည်ချာချာပြောပြီးတော့တရားဟောခိုင်းတယ်ကိုရင်ဒီပိဋကတ်ကိုတရားဟောအဲ့ဒီဒုက္ခိတဟောတာဒုက္ခမုံစထဆိုတဲ့စကားလုံးနှလုံးရဲ့အဓိပ္ပာယ်ကိုကြည်ကြည်ပြန့်ပြန့်လူတွေနားလည်အောင်ဟောအဲ့လိုပြောလိုက်ရောကိုရင်ကရက်တောင်ကိုကိုက်ပြီးတော့ပလင်ပေါ်မှာတက်ပြီးတော့တရားဟောတယ်တဲ့ဒုက္ခိတဟောတာဒုက္ခမုံစထနော်ဒုက္ခိတဟောတာချမ်းသာပါစေဒုက္ခမုံစထဆင်းရဲလွတ်ပါစေတော့ချမ်းသာပါစေဆိုတာဘာပြောတာတော့ဆိုတော့နော်အရဟတမေဉာဏ်အရဟတဖို့ဉာဏ်ဖြင့်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်တဲ့အဆင့်ထိရောက်အောင်နောက်ဆုံးယန္တာဖြစ်ပြီးတော့နိဗ္ဗာန်ချမ်းသာကိုဒီဘဝတည်းနော်ကြင်ဖန်များစွာမျက်မှောက်ပြုပြီးတော့နေနိုင်တဲ့အနေအထားမျိုးထိအထွတ်ထိပ်ချမ်းသာကိုရည်ညွှန်းပြီးတော့သူဟောတာအဲ့တော့ချမ်းသာပါစေဆိုတော့နိဗ္ဗာန်ရမှသာတယ်တကယ်ချမ်းသာမယ်ပေါ့နော်အဲ့တော့နိဗ္ဗာန်ချမ်းသာကိုရကျင်တယ်ဆိုရင်ဘယ်လိုကျင့်သုံးရမလဲဆိုတဲ့နိလမ်းမှာသိဖို့လိုမလားဟုတ်လားလိုလာတယ်အဲ့တော့အဲ့ဒီချမ်းသာခြင်းနဲ့ပြည့်စုံအောင်ဘယ်လိုကြိုးစားအထောက်ရမလဲဆိုတဲ့နိလမ်းတွေကိုသူထည့်သွင်းပြီးတော့ဟောကြားတယ်လို့ဆိုတယ်ပိဋကတ်သုံးပုံကိုမှွေနောက်6ချပြီးတော့ဟောတယ်တဲ့ဟုတ်လားဒုက္ခိတဟောတာဆိုတဲ့စကားလုံးလေးတစ်လုံးကိုအကျေချဲ့မယ်ဆိုရင်မဆုံးနိုင်ဘူးဆိုတာလေးကိုနားလည်ဖို့ရှိရနော်တခါဒုက္ခမုံစထတဲ့ဆင်းရဲမှလွတ်ပါစေဆင်းရဲမှလွတ်ပါစေဆင်းရဲဆိုတာဘာတော့ပြောရရင်ဆင်းရဲဆိုတာဘဝကိုပြောတာပဲလေဟုတ်လားဘဝဒုက္ခတွေကလွတ်မြောက်မှဆင်းရဲဒုက္ခတွေကလွတ်မှာပါဠိတော်လေးတစ်ခုရှိပါတယ်ဘေးတို့ကြားဖို့မယ်ထင်ပါရဲ့နတ္ထိခန္ဓာတမဒုက္ခနတ္ထိတန္တိပရံဒုက္ခကြားဘူးတယ်မို့လားနတ္ထိခန္ဓာတမဒုက္ခခန္ဓာနဲ့တူတဲ့ဘဝနဲ့တူတဲ့ဆင်းရဲဒုက္ခဆိုတာမရှိဘူးတဲ့နတ္ထိတန္တိပရံဒုက္ခနိဗ္ဗာန်ချမ်းသာတဲ့လွန်ခဲ့တဲ့ချမ်းသာဆိုတာမရှိဘူးတဲ့ဟုတ်လားဒါကြောင့်ဒုက္ခလွတ်ပါစေဆိုတဲ့စကားကလည်းပဲချမ်းသာခြင်းနဲ့ပြည့်စုံပါစေဆိုတဲ့စကားလိုပဲအဓိပ္ပာယ်အများကြီးမကျပြတ်ဘူးလားဒီတန်တရားဝဆင်းရဲကလွတ်မြောက်ဖို့အတွက်ဘယ်ပုံပဲဒီကျင့်ကြံကြုတ်ကိုအထောက်ရမလဲဆိုတဲ့အပိုင်းတွေကိုပါထည့်သွင်းပြီးတော့ပြောဖို့လိုလာမယ်ပေါ့နော်ဒါကြောင့်ပိဋကတို့နည်းနည်းလေးရိပ်စားမိအောင်ဒုက္ခိတဟောတာဒုက္ခမုံစထဆိုတဲ့ဒီစကားလုံးနှလုံးရဲ့အဓိပ္ပာယ်ကိုပိဋကတော်နဲ့ပတ်သက်ပြီးတော့ဘုဒ္ဓတာရှိရင်ရှိသလောက်အများကြီးချက်ထွင်ပြီးတော့နားလည်စရာမရှိဘူးလားရှိတယ်အဲ့ဒါလိုဟောလိုက်တော့မှတရားဓမ္မတွေကအယံကိုအံ့ဩသွားတယ်နော်ခြေခြေပြည့်ပြည့်ကြီးဟောတာဆိုတော့အာယုံတက်မှပဲတရားဝဲပြီးသွားတယ်တဲ့ဒါပေမဲ့မမျှော်လင့်တဲ့ဖြစ်ရတဲ့ခုကဘလို့ဖြစ်လာလဲဆိုတော့အဲ့လိုတရားဝဲကြီးလည်းပြီးသွားရောတရားဓမ္မတွေကနှစ်ချမ်းကွဲသွားတယ်တဲ့ဘာလို့နှစ်ချမ်းကွဲသွားတော့ဆိုတော့အော်ကိုရင်ကတော်လိုက်တာတို့ကိုယ်ကိုယ်နေတဲ့ကိုရင်ကဒီလောက်တောင်တော်တယ်လို့တို့မသိရဘူးတို့အရာတော်လိုက်တာလို့ကိုရင်ကိုတိုးပြီးတော့ကြည်ညိုကြတဲ့အုပ်စုတစုရှိတယ်တဲ့နောက်အုပ်စုတစုကတော့ဘလို့ဖြစ်လဲဆိုတော့ကြည်စမ်းဒီလောက်ရက်ဆက်တဲ့လူကိုတို့တခါမတွေ့ဘူးဒီလောက်သိထားမြင်ထားနားလည်ထားပါလေတကယ်နဲ့ဝါရင်းသုံးလကာလပတ်လုံးတို့နဲ့အမြဲတစေနေကြတလုံးမှဘာမှမပြောဘူးပေါ့ဒီလောက်ရက်ဆက်တဲ့လူမမြင်ဘူးတဲ့အမြင်တွေကကိုချိုက်သလိုမြင်လို့ရရနော်ဟုတ်လားကိုရင်ကတော့ဒါပါပဲကောင်းတယ်လို့မြင်တော့လည်းပဲမြင်လို့ရနေတာပဲနောက်လူတွေမြင်တဲ့အမြင်ကြတော့လည်းပဲမြင်ဖို့တော့လည်းခက်နေတာပေါ့နော်တော်တော်ရက်ဆက်တဲ့ကြမ်းထမ်းတဲ့လူလို့အဲ့ဒါလိုမြင်တဲ့အဲ့ဒါကြောင့်မလို့ပိဋကတ်တွေနှစ်စုကွဲသွားတာကိုဘယ်သူသိလဲဆိုတော့မြတ်စွာဘုရားသိတယ်မြတ်စွာဘုရားသိတဲ့အခါကျတော့ဒီတိုင်းတာဆိုလို့ရှိရင်တော့ကိုရင်အပေါ်မှာအမြင်မကြည်ကြတဲ့ပုံကိုယ်တွေဟာအပေလေးပါးကိုရောက်ရှာအကြောင်းရှိတယ်ဒါကြောင့်ငါသွားပြီးတော့အရှင်ပြေအောင်လုပ်ပေးမှဖြစ်မယ်ဆိုပြီးတော့အဲ့ဒါမြတ်စွာဘုရားကြွလာတယ်မြတ်စွာဘုရားလည်းကြွလာပြီလဲဆိုရောတရားဓမ္မတွေရဲ့စိတ်ထဲမှာအတိုင်းအထက်လွန်ဖြစ်သွားတယ်ပေါ့ကြည်စမ်းမြတ်စွာဘုရားကြွလာဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးအဲ့တော့ဒီကိုရင်ရဲ့အရှိန်ဆိုတာဘလောက်ကြီးလဲဆိုတာကိုသူတို့ပို့ပြီးတော့နားရရတယ်ပေါ့အဲ့ဒီမှာပဲမြတ်စွာဘုရားကရောက်လာပြီဆိုတော့ဒါဥစဉ်ကဓမ္မပဒတက္ကရာထဲမှာလာတဲ့ဝတ္ထုတွေကိုအနှစ်ချုပ်ပြီးတော့ပြောတာပါဟုတ်လားအဲ့လိုရွာသူရွာသားတွေတရားဓမ္မတွေကမြတ်စွာဘုရားကိုဝိုင်းရံပြီးတော့ပူမြော်ကြတော့မြတ်စွာဘုရားကသင်တို့တဲ့ဒီကိုရင်ရဲ့ကျေးဇူးကြောင့်မဟာတဝကကြီးတွေကိုလည်းပူမြော်ရတယ်အခုမြတ်စွာဘုရားကိုလည်းပူမြော်ရတယ်မြတ်စွာဘုရားရဲ့တရားဒေသနာတွေကိုလည်းနာယူရတယ်ဒီကိုရင်ရဲ့ကျေးဇူးဟာသင်တို့ဘုံမှာအများကြီးရှိတယ်အဲ့လိုမျိုးကိုရင်ရဲ့စိတ်ဓာတ်ကိုဖော်ပြပြီးတော့
နော်အခြေအနေမှန်ကိုသိတာထင်ရှားအောင်ဟောပြလိုက်တော့မှကိုရင်းရဲ့ပုံမှာအမြင်မကြီးနေကြတဲ့ပုံကိုယ်တွေရဲ့စိတ်ဟာပြန်ပြီးတော့ကြည်လင်သွားကြတယ်လို့ဆိုတယ်